ကျွန်တော်တို့တော်လိုင်းတက်တွေမြို့တစ်မြို့ကိုရပြီမြို့တစ်မြို့ကိုသိမ်းပြီးဆိုဓာတ်ပုံထုတ်ရှိုးတာပေါ့ကြည်တာနော်အဲ့လူမျိုးကိုနီပိန်းလို့ခေါ်ကြတယ်သူတို့ပြောတာတွေမယုံနဲ့နော်ခဏတကယ်မြေပြင်အခြေအနေမှာခဏအိဇက်ဝိုင်းကြိုဆိုပါရယ်တနေ့တစ်မျိုးပောက်ကရပြောနေတဲ့မိဘတွေရဲ့ဟာတာလေးတွေကိုကြည့်ပေးကြနော်တော်လိုင်းတက်တွေညီညွတ်နဲ့ဖက်စစ်တပ်ကိုတိုက်ထုတ်နိုင်ဖို့လို့ဟဲအဲ့လူကြီးကယူသွားပြီထင်တယ်ဖားဆောင်ပေါ်လကဲကိုအပြည့်ရရင်တော်လန်ရေးကြီးနိုင်ပါလား No ဒီမို့ဆိုကီနီတန်တွေအရှိရန်တစ်ချမ်းလုံးဟာအခုနဲ့အဟောင်းနိုင်ဆုံးစုဘယ်သူရသွားလဲအင်မတန်ကိုတာယာသွားမယ်တတ်တာသွားမယ်စစ်တပ်ရှံကိုလုံးဝကြောက်စရာမင်းမို့လို့အခုလိုမျိုးအရှက်မရှိပြောထွက်တယ်ကွာငါလည်းစိတ်ညစ်တယ်နောက်ရက်တွေမှာလည်းအခုလိုမျိုးဗီဒီယိုတွေကိုတင်ဆက်ပေးသွားပါမယ် follow လေးလုပ်ပေးခဲ့ကြနော်